အာရခတက်တော်အေနဲ့စစ်ကောင်စီတပ်တို့နှစ်ဖက်စလုံးအတွက်စီရေးအချချကြတဲ့နေရာ၅ခုမှာအပြန်လန်ထိုးစစ်ဆင်မှုတွေနဲ့အတူနေ့စဉ်ရက်ဆက်တိုက်ပွဲပြင်းထန်နေတာရက်သက်တပတ်ပေါင်းများစွာကြာမြင့်နေပြီလို့အာရခတက်တော်အေကအောက်တိုဘာ10ရက်မနေ့ကထုတ်ပြန်ထားပါတယ်။အာရခတက်တော်အေဟာရခိုင်ပြည်အတွင်းသိမ်းပိုက်ဖို့ကြံရှိနေတဲ့မြို့တွေကိုဆက်လက်သိမ်းပိုက်နိုင်ဖို့ကြိုးစားနေတယ်လို့ရခိုင်နဲ့နေနမိတ်ချင်းထိစပ်နေတဲ့မကွေးတိုင်းနယ်ရီကန်ပဲခူးတိုင်းညောင်ကျိုးဗျူဟာကုန်းနဲ့အေရဝတီတိုင်းလေးမျက်နှာမြို့နယ်တွေမှာစစ်တပ်ရဲ့ထိုးစစ်ကိုတံပြန်ထိုးစစ်ဆင်နေတာလို့ဆိုပါတယ်။စစ်ကောင်စီတပ်ဟာကြောက်ဖြူမြို့နယ်မှာကြေးရည်လေပူပေါင်းစစ်စင်ရေးတွေကိုပြီးခဲ့တဲ့2025မက်လာဆန်ကစလို့အကြိမ်ကြိမ်ပြုလုပ်ခဲ့ပေမဲ့ထိရောက်မှုမရှိဘဲအထိခိုက်အကျဆုံးတွေနဲ့သာရင်ဆိုင်ခဲ့ရတယ်လို့လည်းဆိုပါတယ်။အာရခတက်တော်ရေးသိမ်းပိုက်ထားတဲ့တန်တွင်းနဲ့ဂေါမြို့နယ်တွေမှာလည်းစစ်ကောင်စီတပ်ဟာရေချောင်းနဲ့လေချောင်းတွေကိုအသုံးပြုပြီးပစ်ခတ်မှုတွေလုပ်လာတယ်လို့ဆိုပါတယ်။ဒါကြောင့်အရက်သားတွေအနေနဲ့စစ်ရေးတတိရှိကြဖို့ကိုလည်းအာရခတက်တော်ရေးကတတိပဲထုတ်ပြန်ထားပါတယ်ခင်ဗျာ။